သူမသည်မျက်လုံးမမြောက်ဘဲပြောသည်အော်တိုဘာတာမန်ယာသည့်အခြေအနေပုဂ္ဂိုလ်ရေးအချက်အလက်အသစ်များထုတ်ပြန်ပြီးပါပြီမော်ဒယ်သည်ကိုရီးယားကျွန်းစုအလယ်ပိုင်းဒေသများတွင်အပူချိန်60နှစ်မှ68ဒီဂရီအတွင်းအမြင့်ဆုံးအပူချိန်ကိုမျှော်မှန်းထားသည်တိတ်ဆိတ်ပြီးနောက်ပြောသည်ဤကိစ္စသည်မအရေးပေါ်ဖြစ်မနေပါဒါကတော့အုံမြင့်ဆောက်လုပ်ရေးအဆုံးသတ်ခြင်းပင်ဖြစ်သည်ငါသိပြီးပါပြီသူမမျက်လုံးမြောက်ပြီးဆက်ပြောသည်ဒါကယုံကြည်စိတ်ချရတဲ့အရင်းမြစ်မဟုတ်ပါဘူးနော်တင်အချက်အလက်တွေကိုရယူနေတဲ့နေရာသူမိအတန်သည်တင်းတိမ်မှုမရှိတရားမခေါ်သောရင်းစကားများဖြစ်၏ဒီအချက်အလက်ထွက်မတိုင်မီနင်ဒီဟာကိုပြောပြထားတာကိုတီးခဲ့တယ်နော်သူသည်တိတ်ဆိတ်နေသည်စိုးယွန်းသည်အနေတစ်စက္ကန့်ကြာသူ့ကိုကြည့်ပြီးပြန်ရဲရဲကိုဖတ်ဖြစ်သည်ငါရှင်းပြချက်မတောင်းပါဘူးငါကဆရာဝန်ပါကိုတွေ့ရတက္ကရာများနဲ့အလုပ်လုပ်တယ်မျောလင့်ထားသည့်အရာနဲ့လုပ်တော့မယ်မဟုတ်ဘူးအနှဲငယ်တိတ်ဆိတ်သည်ဒါပေမဲ့တခုသာပြောချင်တယ်ကဲ့သို့64ရက်ကနေရာမှာနေထိုင်ခဲ့တာအရေးကြီးတယ်ကျွန်တော်တို့အားလုံးအတွက်ငါတေချာသိတယ်သူမအားကြည့်သည်စိုးယွန်းသည်သူ့ကိုမကြည့်ဘဲမျက်နှာပြင်းပြင်းနဲ့ဆက်ဖက်နေသည်ကျေးဇူးတင်ပါတယ်ဟုသူပြောသည်ကြိုဆိုပါတယ်ဟုသူမပြန်ဖြေသည်သူမစာမျက်နှာပြောင်းသည်နှင့်ကျွန်ဆိုနာကျင်သည့်မက်ဆေးရည်အတွက်ကိုနှစ်စရိုးဖို့လိုနေတဲ့အပူထိခိုက်မှုတွေနာကျင်စေတယ်ထိတ်တီးကြရောက်ချင်းထက်14ရက်အကျိုးစုံစေးပြောက်သည်လမ်းပေါ်ပထမဆုံးမြင်တွေ့ရသည်ယူဂျင်သည်မနက်6နာရီတွင်ကြည်ယူကွင်းကနေသူတို့ကိုချင်းကပ်စူးစမ်းနေစဉ်တွေ့ခဲ့သည်ကား3စီးသည်မောင်အင်းနင်သည်ဟာနှင်းနှင်းဖြစ်ပြီးမြေပြင်ကိုလေးလာနေသည်စစ်ရေးတိုက်ခိုက်မှုမဟုတ်ဘဲစူးစမ်းခြင်းဖြစ်သည်သူမသည်အမျက်မဆွဲအလဲခန်းထဲဝင်သည်လီဂျွန်ဆိုသည်ရှိပြီးသားဖြစ်သည်ကွင်းပေါ်ရှိတဲ့စင်ဆာက9918မှာသူ့ဖုန်းသို့အချက်ပေးခဲ့သည်ကား3စီးဟုသူမပြောသည်လူ8မှ10အတွင်းအစုလက်နက်သုံးပြီးဒဏ်ရာပေးမဲ့ရုပ်သေးမရှိဘဲလမ်းစစ်ဆေးနေပြီးတတူသမုတ်ထရာသို့လမ်းကြောင်းကိုကြည့်နေသည်တိတ်ဆိတ်ပြီးနောက်ဆက်ပြောသည်သူတို့ကကျွန်တော်တို့ကိုမသိသေးဘူးဒါပေမဲ့ဒီနေ့ဒါမှမဟုတ်2ရက်အတွင်းတိလာမယ်လမ်းဟောင်းလားကျွန်တော်တွေဟာအမွေဆောင်မှတ်တမ်းတွေကိုမကောင်းအောင်ဖုံးကွယ်ထားတာပဲဟုဒေအွန်းသည်လေထုစနစ်စရာမှလက်ကင်ပြီးထိုးကြည့်သည်ဒါဆိုဘာလို့မလဲဝင်ပေါက်ကိုအမြဲတမ်းဖုံးကွယ်မယ်ဟုလီဂျွန်ဆိုပြောသည်လုံးဝခစ်ကြဆုမြင်မယ်ဒီနေ့တစ်နေ့လုံးလောက်ရမှာပါတိတယ်ဟုယူဂျင်ကဒေးခန့်စွမ်းရည်ရှိတဲ့မျက်နှာပြင်နဲ့အမြဲတမ်းအန်းစားမှုလက်မှတ်မတင်ခြင်းအင်ဂျင်ဘက်အချက်မဟုတ်ပဲအနောက်တစ်ဖက်မှာရှိတဲ့ခံယူချက်များအားပေးမှုတစ်ခုနဲ့လီဂျွန်ဆိုကိုကြည့်သည်သူတို့မိုက်ကာယုံမှရောက်မိမတူညီမှုဖြစ်ခဲ့လျင်မင်းစီစဉ်ရှိလားရှိတယ်ခဏနားထောင်ပါတိတိုက်မဝင်ပါနဲ့သူတို့ရောက်လာရင်ညှိနှိုင်းရေးလုပ်မယ်ကျွန်တော်တို့ကသူတို့ကိုအနေရမဖြစ်စေပဲထိတ်တီးကြမှုမစတင်ခင်မှာတော့ရေမရှိတော့ဘူးလိုအပ်တဲ့ပစ္စည်းမျိုးမရှိတော့ဘူးပြီးရင်သူတို့ပြန်ချက်ကိုစောင့်ဆိုင်သည်ပြီးရင်တော့မတူညီတဲ့စကားပြောပွဲပါဟုသူဒိတ်ချနေသည်ယူဂျင်သည်ခေါင်းငုံဖြင့်သဘောတူလက်ဆောင်ဟုတ်သလိုလက်ခံသည်သူတို့သည်တနေကုန်ဝင်ပေါက်ကိုဖုံးကွယ်ခဲ့သည်ထိပ်ပိုင်းတောင်ထိပ်မှဆွဲပင်ငယ်ငယ်များကိုဖျက်တောက်ပြီးလမ်းပေါ်မှာထားပြီးအဟောင်းတုံးဆက်သဘောရိုက်ထုတ်သည်မြေစိမ်တွေနဲ့ဖုံးကွယ်ပြီးမြေရေးကိုစိတ်အမြေခွဲပွဲကိုစေပစ်ဆိုင်ရန်တာဝန်ပေးခဲ့သည်